တိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာ18နှစ်အရွယ်ကောင်လေးတယောက်တွေ့ဝင်ငေးမောလို့နေပါတယ်။သူ့နာမည်ကတော့မောင်ဆိုင်တဲ့။သူ့ရဲ့ရင်ဘတ်ထဲမှာတော့ဒေါသတွေနာကျင်မှုတွေနဲ့ဖုံးလွှမ်းလို့နေပါတယ်။မောင်ဆိုင်ဒီလိုတွေ့ဝင်ငေးမောနေတာတခြားအကြောင်းတော့မဟုတ်ပါဘူး။မနက်ဖြန်ဆိုရင်သူနဲ့ငယ်ငယ်တည်းကအတူတူနေလာခဲ့ကြတဲ့ကျိုကြီးတို့တငယ်ချင်းတစုဟာမြို့မှာသွားပြီးအလုပ်လုပ်ကြတော့မှာပါ။ဒါပေမဲ့မောင်ဆိုင်ရဲ့မိဘတွေကတငယ်ချင်းတွေနဲ့အတူတူမြို့သွားပြီးလုပ်ဖို့ခွင့်မပြုခဲ့ကြပါဘူး။ဒါကြောင့်သူ့ရဲ့မိဘတွေဟာသူ့ရဲ့အိမ်မက်တွေတိုးတက်ရလမ်းတွေကိုပြစ်ပင်တားဆီးသူတွေလို့စိတ်ထဲမှာနာကြီးစွာထင်နေမိခဲ့ပါတယ်။နောက်တနေ့မနက်ရောက်တဲ့အခါမှာတော့တငယ်ချင်းတွေဟာရွာထိပ်ကကားဂိတ်ကနေတဆင့်မြို့ထွက်ခွာသွားခဲ့ကြပါ။ဖုန်းတစ်လုံးလုံးနဲ့ဝေးကွာသွားတဲ့ကားကြီးကိုကြည့်ရင်သူ့ရဲ့အိမ်မက်တွေဟာအဲ့ဒီကားကြီးနဲ့ပါသွားခဲ့ပြီလို့စိတ်ထဲမှာထင်နေမိခဲ့ပါတော့တယ်။တငယ်ချင်းတွေကိုနှုတ်ဆက်ပြီးတဲ့နောက်မှာမောင်ဆိုင်တယောက်လေတော်ရဲ့တစ်ပင်အောက်မှာစိတ်ပြက်လက်ပြက်နဲ့တွားထိုင်နေခဲ့ပါတယ်။သူ့ရဲ့စိတ်ထဲမှာတော့သူ့မိဘတွေကိုမကြည်နပ်မှုတွေဟာတစားနဲ့တစားပုံမူပြီးတော့တိုးပွားလာခဲ့ပါတယ်။အဲ့လိုစိတ်ပြက်လက်ပြက်နဲ့ထိုင်နေတဲ့မောင်ဆိုင်ရဲ့ဘေးကိုသူ့ရဲ့ဦးလေးဖြစ်သူရောက်လာပြီးတော့ငါတို့ဒီမြေကြီးတွေကမင်းဘောဘယ်တော့မှတစ္ဆာမဖောက်ဘူးလို့အားပေးစကားပြောပါတယ်။ဒါပေမဲ့ဒီစကားလုံးရဲ့အနက်အဓိပ္ပာယ်ကိုတော့မောင်ဆိုင်တယောက်ကောင်းကောင်းနားမလည်ခဲ့ပါဘူး။မိဘတွေကိုစိတ်နာနေတဲ့မောင်ဆိုင်ဟာသူ့ဦးလေးရဲ့အိမ်မှာပဲလိုက်နေပြီးဦးလေးနဲ့အတူတူလေအလုပ်တွေလုပ်နေခဲ့ပါတယ်။မတက်တာလို့သာလေအလုပ်တွေလုပ်နေရပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့တငယ်ချင်းတွေကူးချိန်လောက်ဆိုမြို့မှာပျော်နေလောက်ပြီလို့တွေးနေခဲ့ပါတယ်။ဦးလေးဖြစ်သူဟာလေယာမြေအဖို့တန်မှုတွေမိသားစုရဲ့တန်မိုးတွေကိုနေ့စဉ်နဲ့အမျှရှင်းပြနေပေမဲ့မောင်ဆိုင်ရဲ့စိတ်ထဲမှာတော့မြို့ပြရဲ့ခန္ဓာမှုတွေထေဝါမှုတွေတိုက်တာရေးတွေကိုသာမှတ်မောနေခဲ့ပါတယ်။တနေ့မှာတော့မြို့မှာလှုပ်သွားလှုပ်တဲ့တငယ်ချင်းတယောက်ရွာကိုပြန်လာခဲ့ပါတယ်။မောင်ဆိုင်တယောက်မြို့ကပြန်လာတဲ့တငယ်ချင်းထံကိုအပြေးလွှားသွားပြီးမြို့ကိုဘယ်တော့ပြန်သွားမှလဲရွာကိုဘယ်လောက်ကြာနေမှလဲလို့တဲ့တာသွားမေးပါတယ်။ဒါပေမဲ့မြို့ကပြန်လာတဲ့တငယ်ချင်းကတော့မြို့မှာမပြောကြောင်းရွာကိုအပြီးပြန်လာတာဖြစ်ကြောင်းပြောပါတယ်။ဒီအဖြေကမောင်ဆိုင်အတွက်တော့ဘဝင်မကျစရာပါပဲ။သူ့နေရာမှာငါသာဆိုရင်လို့တွေးရင်စိတ်ထဲမှာအမလို့အမရဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့မောင်ဆိုင်တယောက်ဦးလေးနဲ့တူတူအလုပ်တွေလုပ်လိုက်အားတဲ့ချိန်ဒီမှာရွာတွေကကလေးတွေနဲ့ဆော့ကစားလိုက်လုပ်နေရင်မြို့မှာသွားနေခြင်းနဲ့သူ့ရဲ့စိတ်ကိုဖြေဖြောက်နေခဲ့ပါတယ်။အချိန်တွေကြာလာတာနဲ့မျှမြို့မှာအလုပ်သွားလုပ်တဲ့တငယ်ချင်းတွေဟာတယောက်ပြီးတယောက်ရွာကိုအပြီးပြန်လာကြပါတယ်။ဘာကြောင့်ပြီးပြန်လာတာလဲဆိုတော့သိကျင်တဲ့စိတ်နဲ့သူအတင်းအကျပ်မေးမြန်းခဲ့ပါတယ်။သိကျင်စိတ်ပြင်းပြလွန်လာတဲ့မောင်ဆိုင်ရဲ့မိကွန်းတွေအတွက်တငယ်ချင်းတွေရဲ့အတွေ့အကြုံတွေဟာသူမေးမဲ့မိကွန်းတွေအားလုံးဖြေပြီးသားဖြစ်သွားခဲ့ပါတယ်။တကယ်တော့တငယ်ချင်းတွေဟာမောင်ဆိုင်ထင်နေသလိုမြို့ကြီးပြကြီးမှာတတောင်တက်တာနဲ့လှလှပပလုံးနေခဲ့ရတာမဟုတ်ပါဘူး။စက်ရုံအလုပ်မှာတနေကုန်ပေးကျန်းနေအောင်လုပ်ရတာပါ။တီးမွားလာတဲ့အမားတွေကအစလက်မခံပါဘူး။အမြဲတမ်းလို့အငေါက်ခံရတတ်ပါတယ်။ညဘက်အိတ်တဲ့အခါမှာလဲရွာမှာလို့ကြလွတ်မအိပ်ရကြောင်းခန်းချင်းချင်းလေးထဲမှာလူပေါင်းများစွာအတူတကွရုံတော့အိတ်ဆက်ရကြောင်းပြောပြပါတယ်။အစားတောက်စားတဲ့အခါမှာလဲအာဟာရရှိတာမျိုးမစားရပဲခောက်ဆွဲပြုတ်ကိုသာနေတိုင်းနေပါစားခဲ့ရကြောင်းပြောပြပါတယ်။ပြင်ပိုင်းကြည့်ရင်တော့ရောင်စုံမီးအောင်တွေနဲ့မြဲတမ်းလှပနေပေမဲ့အတွင်ပိုင်းမှာတော့အတ္တတွေဖုံးလွှမ်းနေတဲ့လူမှုပတ်ဝန်းကျင်တစ်ခုသာဖြစ်ကြောင်းမောင်ဆိုင်ကိုရှင်းပြခဲ့ပါတယ်။ဒီအကြောင်းတွေအားလုံးသိရှိသွားပြီးတဲ့နောက်ပိုင်းမှာမောင်ဆိုင်တယောက်ရွှေရောင်လေကွင်းတွေရဲ့တန်ဖိုးမိသားစုရဲ့တန်ဖိုးတွေအားလုံးကိုနားလည်သွားခဲ့ပါပြီ။မီးရောင်စုံတွေရဲ့အတွေ့အကြုံလှပမှုတွေထက်ရွှေရောင်ဝင်းနေတဲ့စပါးကင်းကြီးကိုသာသူတစ်သက်အလုံးတန်ဖိုးထားသွားပါတော့တယ်။ဒီဇက်လန်လေးကိုအစဆုံးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇက်လန်တွေစင်မြဲတင်ဆက်ပေးနိုင်ဖို့အတွက်ကျွန်တော်ကြိုးစားသွားပါမယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။